ဘောတကိုစတဲ့ဇုံလေးဖြစ်တော့သူတို့သာကိုမျိုးတက်ဦးခေါ်ကိုတက်ဦးမျိုးနဲ့သူတို့သမီးမက်ရွှေစင်ဝင်းခေါ်မတ်လိုပဲတို့တဦးနဲ့တဦးရှင်တော်မူလေးစားမှုယုံကြည်မှုတို့နဲ့အတူဒီဘဝကြီးကိုထာဝရလက်တွဲရှောင်လန်းနိုင်ကြပါစေလို့ကျွန်တော်မိုးညံမန္တလေးမှာလေးစားတာဆုတောင်းပေးတာပို့တာလိုက်ပါတယ်ကျွန်တော်တအုံမျိုးရေးထားတဲ့နိုဘယ်တို့ပေးစာနှစ်ဆိုတဲ့ကြပြလေးကိုရွတ်ဆိုပြရစီနိုဘယ်စီတို့ပေးစာနှစ်ဝိသောရဲ့ကျွန်တော်တွေပြန်မြတ်ပြကျွန်တော်ဘူးလို့ပဲစိတ်ကတရားနဲ့မေတ္တာတရားတို့အတွက်မင်းသားစတဲ့အကိုင်းကမှာနားဖို့နိုင်ပါစေတရားရည်ဆိုတာဖြတ်ရခက်တဲ့ရှိသည်မြေအင်္ဂပြောတိုင်းဖတ်ပြတဲ့ကြပြတော်တောင်းနေကြ secret နဲ့ချီမိလေကိုနီးလေမဟုတ်လားမင်းစင်တွေပါစေလို့ငါစကောင်းလိုက်ပါတယ်ရှုံးတဲ့ခြင်းတွေကိုပြောပြထားပါလို့ပဲဘဝဆိုတာဒီလိုတက်ကြနဲ့တောင်းလို့အနေနဲ့မြင့်လို့အခွေအဖြောင်းနဲ့လမ်းကြီးရာဖြောင်းတန်းနေရင်လာပါမှုပဲရှိတော့လေပိတ်ကောင်းနေတဲ့နမိတ်လေးနဲ့ကြီးတဲ့ရင်လာပါတယ်လို့ပဲတွေ့တာမိတဲ့နောက်ကျိုးလေးတွေဘဝမှာအစင်မပြေမှုတွေချုံတိုင်းမင်းပြောနေတဲ့ကံထောက်ထားရတယ်တစ်သက်မှာလေးလက်ဆုံးချေကိုပြရရင်မင်းကိုပဲလက်ရိုးထိုးရလိမ့်မယ်ငါတို့ဒီသက်ပြန်ဆုံးကြတော့ရင်စက်ပီးမငိမ့်နိုင်သေးတဲ့ဘာရဲ့ဝေးမှာတခြားကိုကံတော်တဲ့ဖြင့်မင်းတို့ပါလေးတွေးပါစေသူကတော့တယောက်တည်းရှိတဲ့ရတာအစဉ်ပြေရတာလို့ပဲဒီချိန်9ယောက်ရှိပေမဲ့မင်းကတော့တယောက်တည်းမဟုတ်လားယူဆိုင်ပါလို့ပဲကျမ်းမာရေးဆိုတိတ်ချူကြတဲ့သူကအလုပ်ကိုတမရတဲ့ပုံလုပ်တယ်စားတဲ့ကစားအိတ်ချိန်တန်အိတ်ပါညီညာတော်မလက်ချင်းမျိုးနဲ့မိကမာ